2026ရောက်ပြီဆိုတော့ UI UX designer ဖြစ်ဖို့အတွက်အားလုံးပဲ ready ဖြစ်ကြပြီလားအရင်နေ့တွေတုန်းကတော့ဒီ user research တို့ Figma ဆွဲနည်းတို့ကိုလေ့လာလို့ရှိရင်လုံလောက်ခဲ့တယ်ဆိုပေမဲ့အခုချိန်မှာဆိုရင်တော့ AI ကမရှိမဖြစ်ဖြစ်လာပါပြီဒါပေမဲ့တခုတတိခါမှာ AI ကိုကောင်းကောင်းမွန်မွန်ခိုင်းတတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ design ပညာရပ်ကိုအခြေခံနေစပြီးတော့မှကျွမ်းကျင်မှုပူတောင်းလိုအပ်လာပါသေးတယ် AI က UI design တွေဖန်တီးနိုင်တယ်ဆိုပေမဲ့ဘယ်ကလာ brand အခိုက်အညီဆုံးဖြစ်မလဲဘယ် typography က user ရဲ့မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းဖတ်လို့ရမလဲဘယ် user flow อ่ะရောကျွန်တော်တို့ရဲ့ဒီ user တွေအစီအမအသုံးပြုတဲ့အဆင်ပြေဆုံးဖြစ်မလဲအဲ့ဟာတွေကိုကျွန်တော်တို့ရဲ့ဒီ design vision ကနေပဲဆုံးဖြတ်ပေးရပါဒါကြောင့်2026မှာ AI ကြီးကိုပဲလေ့လာမြင်မို့ပဲနဲ့ user research တွေ design principle တွေ accessibility ကိုလည်းမျက်ခြေလုံးဝမပြတ်ပါနဲ့ Figma ကိုကျွမ်းကျင်အောင်လေ့ကျင့်တယ်လို့မျိုးပဲ YouTube နဲ့ Udemy တို့စီကနေပညာရပ်တွေကိုလည်းအမြဲတမ်းစီးပူနေပါပြီးတော့ Mobile နဲ့ Behance တို့လိုစီကနေသူများတွေဆွဲထားတဲ့ design pattern တွေပုံစံတွေကိုကြည့်ပြီးတော့မှကိုယ့်ရဲ့ designer မျက်လုံးကိုလည်းမြင့်တင်ပေးပါကိုယ်တိုင်မြင်သက်လုပ်တတ်မှ AI ကိုကောင်းကောင်းမွန်မွန်ခိုင်းနိုင်မှာပါတဲ့ဒီတော့2026မှာ UI UX designer တယောက်အနေနဲ့ရှေ့ဆက်ဖို့ ready ပဲလား